အားလုံးမင်္ဂလာပါယနေ့ဘလော့ပြမိအကြောင်းအရာကတော့သွားခြင်းသွားခိုက်ဝေဒနာအတွက်အိမ်တွင်းဆေးနည်းလေးပါကလေးလူကြီးမိသည့်အိမ်ရွယ်မဆိုသွားပို့ပေါက်တာသွားကြိုက်တာဖြစ်တတ်ကြပါတယ်ကြိုက်ပြီဆိုရင်လေညံ့နဲ့တန်းကောင်ဖြစ်တတ်ကြတာမို့ဆေးကန်းသွားဖို့ကလည်းမဖြစ်နိုင်ပြန်ဘူးအလွန်ခံရခက်တဲ့ဝေဒနာတစ်မျိုးပါဒါပေမဲ့စိတ်မပူပါနဲ့တင့်ပတ်ဝန်းကျင်မှာမာလကာပင်တပင်လောက်ရှိုံနဲ့အဆင်ပြေသွားမှာပါမာလကာရွက်ခင်းရင်10ရွက်လောက်ကိုခိုးပါရေစင်အောင်ဆေးပြီးအိုးတလုံးနဲ့ထဲရေကိုမခွက်နဲ့တစ်ခွက်လောက်ထဲပြီးပုတ်ပွတ်ဆူအောင်ပြုတ်လိုက်ပါအဖိုင်ရင်ရက်လာပြီဆိုရင်ချနိုင်ပါပြီခွက်ထဲသူ့အေးစစ်ထဲပါပြီးရင်အေးခံထားပါခဏနွေလီရလောက်ရင်အဘလို့ချင်းပေးပါသောမကိုက်ရင်တောင်ကို့မှာသွားပိုးပေါက်ရှိတဲ့ဆိုရင်မကြကျူတင်ပြီးမလကာရွက်ရည်နဲ့အဘလို့ချင်းပေးခြင်းအားဖြင့်သွားကြိုက်သွားနာခြင်းမှာကင်ဝေးရပါလိမ့်မယ်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါလေ